ခင်ပွန်းဖြစ်သူကစီးပွားရေးခီးသွားနေတယ်လို့ပြောထားတဲ့အချိန်မှာပဲသူမကသူ့ကိုအငယ်စားစာရေးမလေးနဲ့အလွန်နီးကပ်စွာရက်နေတာကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီနီးကပ်မှုကသူမရဲ့ရင်ထဲကိုခဲကန်တယ်လို့အေးခဲစေပြီးဒေါသနဲ့စိတ်ပြတ်မှုကိုတပြိုင်နက်တည်းလောင်ကျွမ်းစေခဲ့တယ်။ဒါပေမဲ့သူမမအော်ခဲ့ပါဘူး။မထိတ်လန့်ခဲ့ပါဘူး။အေးဆေးစွာလှမ်းသွားပြီးသူမရဲ့အတိတ်ခင်ပွန်းကိုတိုက်ရိုက်မေးမြန်းလိုက်တယ်။အံ့အားသင့်သွားတဲ့လူသားကထိတ်လန့်ကမင်းပါလို့နောက်ကြတာလေလေရင်ကတနာရီအတွင်းပဲထွက်တော်မင်းမလား။အရေးကြီးမိတင်ရှိတယ်လို့မင်းပြောထားတာမလားကလို့အလင်းအမြန်ပြန်ဖြေခဲ့တယ်။သူ့စကားမပြီးခင်မှာပဲစာရေးမလေးကဝင်ရောက်ပြောလိုက်တယ်။ကျေးဇူးပြုပြီးသူ့ကိုမဖြစ်တင်ပါနဲ့မိမကြီးနားလည်မှုမှားနေတာပါ။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကစာရေးမလေးလက်ထဲမှာကိုယ့်လက်ကင်အိတ်ကိုတွေ့လိုက်တယ်။ဘာလို့ငါအိတ်သူ့လက်ထဲမှာရှိနေတာလဲလို့ချက်ချင်းမေးလိုက်တယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူမှာအရှက်မရှိခဲ့ပါဘူး။အပြန်အလှန်သူမကိုပဲဆွဆွဲလိုက်တယ်။အိတ်တစ်လုံးပဲမဟုတ်လားနောက်တစ်လုံးဝယ်လိုက်ပါလား။မင်းကလည်းမာနာကြီးလွန်းနေ။စကားကြားပြီးသူမရဲ့မျက်နှာပေါ်မှာတစ်စက်မှမလှုပ်ရှားခဲ့ပါဘူး။ငါအရာကိုပြန်ပေးလို့တင်းတင်းနဲ့တောင်းဆိုလိုက်တယ်။အိတ်ကိုပြန်ယူပြီးချိန်မှာတော့သူမကအိတ်ထဲရှိအရာအလုံးကိုမြေကြီးပေါ်ချက်ချင်းဖွင့်ချလိုက်တယ်။နားထောင်ငါပစ္စည်းကိုပြန်ယူချင်တာတော့မင်းတို့မှထိခိုက်ခွင့်မရှိဘူးလို့ခက်တိတိပြောလိုက်တယ်။ပြီးတော့ကားရဲ့ခရီးတဲ့ထိုင်ကုန်ထဲဝင်ထိုင်လိုက်တယ်ခင်ပွန်းကလည်းလိုက်ဝင်တယ်။သူမကတကားကိုချက်ချင်းလောက်ချလိုက်ပြီးစာရေးမလေးကိုအပြင်မှာထားခဲ့တယ်။ကားပြင်းပေါ်ခောက်ခောက်နဲ့တောင်းပန်နေပေမဲ့သူကမကြားသလိုကားကိုတိတ်တိတ်မောင်းသွားခဲ့တယ်။ဒါပေမဲ့ဇလန်းကအဲ့ဒီမှာမပြီးသေးပါဘူး။နောက်တစ်နေ့မှာခင်ပွန်းကသူမရဲ့မိခင်ကွယ်လွန်ပြီးထားခဲ့တဲ့လက်ကောက်ကိုထုတ်ယူကြည့်နေတယ်။အဲ့ဒီလက်ကောက်ကသူမအတွက်နောက်ဆုံးမှတ်တမ်းတင်မှတ်တရပဲဖြစ်တယ်။စာရေးမလေးကဝင်လာပြီးလက်ကောက်ကိုမြင်လိုက်တာနဲ့ဒီလိုလာတဲ့အရာတစ်ခါမှမဝတ်ဘူးလို့ချိုးသားစွာပြောလိုက်တယ်။သူကအဲ့ဒီစကားနဲ့လှုပ်ရှားသွားပြီးအတွေးမရှိပဲလက်ကောက်ကိုသူ့မလက်ထဲထည့်ပေးလိုက်တယ်။ဒီဆုံးဖြတ်ချက်ကနောက်မှာသူ့ကိုနာကျင်စေမယ့်အရာဖြစ်မယ်ဆိုတာမသိခဲ့ဘူး။နေ့လယ်ပိုင်းမှာဇနီးကကုမ္ပဏီတို့ရောက်လာပြီးလက်ကောက်ကိုစာရေးမလေးလက်မှာမြင်လိုက်တယ်။နှလုံးထဲမှာမီးတောက်လောင်နေခဲ့တယ်။သူမလက်ကိုဖမ်းဆွဲလိုက်တာနဲ့လုပ်ပေါ်ကင်ဘက်တွေအားလုံးစုပြီးကြည့်နေကြတယ်။စာရေးမလေးကချက်ချင်းပဲမျက်ရည်တူးနဲ့ခင်ပွန်းစီပြေးသွားတယ်။ကျမအမှားမလုပ်ဘူး။အဲ့ဒီအရာကဒီလောက်အရေးကြီးမယ်ဆိုတာမသိခဲ့ဘူး။သိခဲ့ရင်လက်မခံခဲ့ဘူးလို့လိမ္မာရောင်ဆောင်ပြောလိုက်တယ်။အဲ့ဒီအချိန်မှာဇနီးကဘသူအတွက်တရားမျှတမှုတောင်းနေတာလဲလို့ခက်ပြက်ပြက်ပြန်ပြောလိုက်တယ်။သူမရဲ့မိခင်ရဲ့အမှတ်တရကိုအရှက်မရှိပေးလိုက်တာကိုသိလိုက်ချိန်မှာဒေါသနဲ့စိတ်ကြိုးပဲမှုတွေအလွန်ပြင်းထန်သွားခဲ့တယ်။ဘေးမှာရှိတဲ့ရှေးဟောင်းပန်းအိုးတစ်လုံးကိုချိုးဖောက်ပစ်လိုက်တယ်။စာရေးမလေးကထိတ်လန့်တယ်လို့ပြေးထွက်သွားတယ်။ခင်မွန်းကလည်းသူမနောက်လိုက်မယ်လို့ချိန်မှာဇနီးကလက်ဆွဲတာပြီးမင်းခုလိုက်ထွက်သွားရင်ငါတို့ကြားမှာအားလုံးအဆုံးသတ်ပဲလို့တတိပေးလိုက်တယ်။ဒါပေမဲ့သူကလက်ကိုဖြုတ်ထုတ်ပြီးထွက်သွားခဲ့တယ်။အဲ့ဒီညမှာစာရေးမလေးကသူ့ကိုမူးလျက်အိမ်ထဲယူလာခဲ့တယ်။သူမဟာအိမ်ရှင်မလို့ပြောဆိုပြီးသူကြိုက်တာမကြိုက်တာအစားအသောက်တွေကိုပါလွတ်လပ်စွာပြောနေခဲ့တယ်။ဇနီးကိုတော့အလုပ်သမားလိုဆက်ဆံခဲ့တယ်။ဇနီးကအဲ့ဒီအပြုတ်မှုကိုချက်ချင်းသိလိုက်တယ်။အခုချင်းထွက်သွားလို့အမိန်ပေးလိုက်တယ်ပြီးတော့မူးနေတဲ့ခင်မွန်းမျက်နှာပေါ်ရေခဲရေတစ်ခွက်လောင်းချလိုက်တယ်။မင်းစိတ်မတည်မငြိမ်ဆိုရင်ကိုထိန်မဟုတ်ရင်ထွက်သွားလို့ပြတ်သားစွာပြောလိုက်တယ်။နောက်တစ်နေ့မှာသူမကုမ္ပဏီတို့သွားပြီးစာရေးမလေးကိုအလုပ်ဖြုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့စာရေးမလေးကခင်မွန်းကိုမြင်လိုက်တာနဲ့ဇနီးလက်ကိုဖမ်းပြီးမတရားလုပ်ခံရတယ်လို့တရုပ်ဆောင်လိုက်တယ်။ခင်မွန်းကဒေါသထွက်ကဇနီးကိုတွန်းလိုက်ပြီးသူမမြေပြင်ပေါ်လဲကျသွားခဲ့တယ်။မင်းစိတ်မမှန်သွားပြီလား။ဘာလို့သူ့ကိုလက်ထိုးတာလဲလို့အော်ခဲ့တယ်။အဲ့ဒီတွန်းမှုအတွင်းမှာသူမလက်ထဲကင်ထားတဲ့မိခင်ရဲ့နောက်ဆုံးမှတ်တရလဲကျိုးပဲသွားခဲ့တယ်။နာကျင်မှုနဲ့ဒေါသထဲမှာသူမလဲနေရကထပြီးသူ့ကိုတစ်ချက်ပါရိုက်လိုက်တယ်။ဒီနေ့ကစပြီးမင်းနဲ့ငါအတူမရှိတော့ဘူး။ငါတို့ကြားမှာဘာမှမကြံတော့ဘူး